လန်းအစမှာတော့အန်နာတယောက်သူ့အခန်းထဲမှာဆန်နီယာဆယ်လော့တီးနေတုန်းအရက်မူးနေတဲ့ပထွေးဖြစ်သူရောက်လာပြီးသူမကိုအတ္တမကျင့်ဖို့ကြိုးစားပါတယ်ဒီတခါတော့အန်နာကအလျှော့မပေးဘဲတွန်းထုတ်လိုက်တဲ့အခါပထွေးဖြစ်သူဟာပန်းအိုးနဲ့ရိုက်မိပြီးသွေးထွက်လုံကပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်အန်နာလည်းလူတက်မှုနဲ့ဖမ်းဆီးခံရပြီးအပြစ်မရှိကြောင်းညှင်းဆိုပေမဲ့တရားရုံးကသူမကိုလူငယ်ပြုပြင်ရေးစခန်း Juvenile Prison မှာ4နှစ်ကနေ9နှစ်အထိကြာခံဖို့အမိန့်ချမှတ်လိုက်ပါတော့တယ်ထောင်တွင်းဘဝနဲ့အနိုင်ကျင့်ခံရမှုများထောင်ထဲရောက်ချင်းမှာပဲအန်နာဟာ9နှစ်လောက်နေလာခဲ့တဲ့ဂျီနီဆိုတဲ့အခန်းဖော်နဲ့ဆုံပါတယ်အပြင်ထွက်အနားယူချိန်မှာကိုဒီလို့ခေါ်တဲ့ဂိုင်းကောင်းဆောင်ကသူမကိုအကာအကွယ်ပေးဖို့ကမ်းလှမ်းပေမဲ့အန်နာကညှင်းဆန်ခဲ့ပါတယ်ဒါကိုမကျေနပ်တဲ့ကိုဒီနဲ့သူ့အပေါင်းပါတွေကအန်နာကိုဝိုင်းဝန်းရိုက်နှက်ပြီးအဆက်ခွဲခဲ့ကြပါတယ်အန်နာဟာအကူညီရမလားဆိုပြီးထောင်ရရှိ Frank စီသွားခဲ့ပေမဲ့ Frank ကကူညီဖို့နေတာသူ့ရဲ့အာဏာကိုသုံးပြီးအန်နာကိုလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်ဒီလိုနဲ့အန်နာဟာလူဆိုးကိုင်းတွေကြားမှာရောအာဏာပိုင်တွေကြားမှာပါမြေစာပင်ဖြစ်ခဲ့ရပါတယ်ကြာဆုံးခြင်းနဲ့မူရစ်စေဝါအကာအကွယ်မဲ့နေတဲ့အန်နာဟာနောက်ဆုံးမှာတော့ကိုဒီတို့ဂိုင်းထဲဝင်ဖို့ဆုံးဖြတ်လိုက်ရပါတယ်ဂိုင်းဝင်ဖြစ်ဖို့အတွက်တခြားလူကိုရန်ဖြစ်ပြရတာတွေတကိုယ်လုံးအဝတ်စားချုပ်ပြီးအမောင်ခန်းထဲမှာ48နာရီကြာအပြစ်ပေးခံရတာတွေကိုလည်းကြုံခဲ့ရပါတယ်ထောင်ရရှိ Frank ကလည်းသူမကိုနှီးမျိုးစုံနဲ့နှိပ်စက်ပြီးအမျက်ထုတ်နေတော့မှပဲဒီလိုစိတ်တန်ရာတွေကြောင့်အန်နာဟာမူရစ်စေဝါကိုအလွန်အကျွံသုံးဆွဲလာပြီးသူ့ကိုယ်သူတေလူဆိုပြီးတက်တူးထိုးတဲ့အထိစိတ်သက်ကြဆင်းခဲ့ပါတယ်သူ့အမေကလာတွေးချိန်မှာလည်းအားပေးမဲ့အစားဆဲဆူရိုက်နှက်သွားတာကြောင့်အန်နာဟာလုံးဝကိုလမ်းပြောက်သွားခဲ့ပါတယ်အလှည့်အပြောင်းနဲ့လက်စားချေမှုဆေးလွန်ပြီးတေလူမတက်ဖြစ်သွားတဲ့အန်နာကိုဆရာဝန်နဲ့တူနာပြုတယောက်ကကူညီပေးခဲ့ပါတယ်တူနာပြုက Frank ရဲ့ရုပ်မာမှုတွေကိုတိုင်တန်းဖို့အကြံပေးခဲ့ပေမဲ့ Frank ကဒါကိုသိသွားပြီးတူနာပြုကိုလှုပ်ကြံခိုင်းလိုက်ပါတယ်ဒါကိုသိသွားတဲ့အန်နာဟာ Frank ကိုအဆုံးထိတိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အန်နာဟာအရင်ကရန်သူဖြစ်ခဲ့တဲ့ကိုဒီနဲ့လက်တွဲပြီး Frank ရဲ့ရုပ်မာမှုတွေကိုလျှို့ဝှက်ကင်မရာနဲ့မှတ်တမ်းတင်ခဲ့ပါတယ်။လူငင်းချမ်းသာခွင့်ဖော်တော်ကြားနာတဲ့နေ့မှာ Frank ကအန်နာကိုလွတ်မပေးဖို့ကန့်ကွက်ခဲ့ပေမဲ့အန်နာကသူ့မလက်ထဲမှာရှိတဲ့ဗီဒီယိုသက်သေတွေကိုအာဏာပိုင်တွေစီတင်ပြလိုက်ပါတယ်။ဗီဒီယိုသက်သေတွေကြောင့်ရုပ်မာတဲ့ထောင်ရရှိ Frank ဟာလက်ထိတ်ခတ်ဖန်ဆီးခြင်းခံလိုက်ရပြီးအန်နာကတော့လူငင်းချမ်းသာခွင့်နဲ့ပြန်လွတ်လာခဲ့ပါတယ်။အပြင်လောကမှာသူ့အမေနဲ့ပြန်လည်ဆုံစည်းခဲ့ပြီးအန်နာဟာပရိသတ်အများပြားရှိမှသူမအချစ်ဆုံးဆိုလိုကိုတင့်တယ်တီးခတ်ရင်းဇလန်းလေးကပြီးဆုံးသွားခဲ့ပါတယ်